ရှင်ဗျာမိကုံးမရှောက်ခွင့်ပြုပါရှင်ဗျာတပည့်တော်စပြီးတော့ဟောဖြစ်တဲ့အချိန်မှာဘာသာရေးပေါ့ဝီနီတရားတော်တွေကိုလေ့လာခြင်းတဲ့အခါမှာတပည့်တော်ရှင်ဗျာတို့ဒီဝီနီမေးဖြေဂရုတို့ဘာတို့အကုန်လုံးတပည့်တော်ဝင်လေ့လာရပေါ့ရှင်ဗျာဒါပေမဲ့တပည့်တော်တွေ့ရတာကတော့တချို့ဟာရေးဆိုရင်ရှင်ဗျာအရန်ကြမ်းကြမ်းတန်းတန်းနေသုံးတယ်ပေါ့ရှင်ဗျာဝီနီတနာကျေပြန့်မှုအတွက်ဒီလောက်ထိပြောရမှာဆိုကြမ်းကြမ်းတန်းတန်းသုံးတဲ့နေရာမှာသူတို့ကတော့စေတနာတာနာတန်ရှင်းတည်တံ့ရေးဆိုတဲ့စေတနာနဲ့ပဲသွားတာပေါ့ရှင်ဗျာဒါပေမဲ့သူတို့မှာကြမ်းကြမ်းတန်းနေသုံးတဲ့အခါမှာသူများနာမခံလာအောင်ဖြစ်ရတယ်ရှင်ဗျာဒါဆိုရင်သူတို့စီမှာအာကုတူဖြစ်မဲ့ဖြစ်လေသိချင်ပါရဲ့နောက်သိချင်ပါရဲ့ရှင်ဗျာပြီးတော့ဝိနိဒနာပြန်ပြောမှုအတွက်အရှင်ဗျာတို့ကိုနိုင်ကရောဒီလိုကြမ်းကြမ်းတန်းသုံးခွင့်နေရောပြုထားသလားဆိုတာလည်းသိချင်ပါရဲ့ရှင်ဗျာကြမ်းတမ်းတယ်ဆိုတာဘုရားလမ်းစဉ်မှာမဟုတ်တာပဲလေနော်ကြမ်းတမ်းတယ်ဆိုတာကြမ်းတမ်းလို့ကောင်းကျိုးရတာရှားပါတယ်နော်ကြမ်းတမ်းလုပ်ရတဲ့အခါရှားပါတယ်မြတ်စွာဘုရားကိုယ်တိုင်လည်းကြမ်းတမ်းတဲ့သာသနာမပြုပါဘူးမေတ္တာနဲ့ပဲသာသနာပြုတာဘလောက်ပဲရိုင်းဆိုင်တဲ့ပုဂ္ဂိုလ်ဘုရားကြုံလာဘုရားရှင်ဆိုရင်ဆဲတဲ့ပုဂ္ဂိုလ်တွေနဲ့ဘုရားကြုံရတာပဲလေဘုရားရှင်ကလက်နက်ကသီးခံခြင်းမေတ္တာတရားဒါဒီနှစ်နှစ်ခုနဲ့ပဲသာသနာပြုတာပဲအဲ့တော့ဘုရားဟောတဲ့အနတ္တတရားဘုရားဟောတယ်အတ္တဝါဒီသမားတွေကဘယ်လက်ခံမလဲလက်မခံတော့ဘုရားကိုလောက်ကြံတယ်တိုက်ခိုက်တယ်ဒါပေမဲ့ဘုရားဒီဘော်ဒီမှာပြန်မတုတ်ပြန်ဘူးကိုသွားမဲ့လမ်းကိုဖြတ်ဖြတ်တန်းတန်းသွားတယ်ဟောကြားရှိတယ်ဟောတယ်လက်ခံတာမခံတာသူတို့အပိုင်းပဲဘုရားဟောတဲ့တရားကိုနားလည်သွားတဲ့ပုဂ္ဂိုလ်ကလက်ခံတယ်ကျင့်သုံးတယ်ဘုရားဟောတဲ့တရားကိုလက်မခံမကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲဘုရားနဲ့တွေ့တိုင်းအားလုံးကျွတ်သွားတယ်လို့မထင်နဲ့မကျွတ်တာတွေလည်းအများကြီးဒီပုံမှန်လည်းဘုရားကအတင်းလိုက်ချွတ်မနေဘူးလေနော်ဒီလိုငါဝါဒကိုလက်မခံရကောင်းလားဆိုပြီးဘုရားစိတ်မကောင်းဖြစ်နေတာလည်းမရှိဘူးနော်စိတ်ဆိုးနေတာလည်းမရှိဘူးဟောကြားရှိတာဟောတယ်လာတိုက်ခိုက်တာကိုဘုရားသီးခံတယ်ခွင့်လွှတ်တယ်ကိုလန်းကို၆တယ်ဒါဘုရားလမ်းစဉ်ပဲညဦးဇင်းတို့ဓမ္မဝိနည်းပြန်ပွားရေးအတွက်လုပ်တဲ့အခါမှာဘသူကမှတိုက်ခိုက်စရာမလိုဘူးဆဲဆိုစရာမလိုဓမ္မကိုချပြမယ်ဝိနည်းကိုချပြမယ်နှစ်သက်တဲ့ပုဂ္ဂိုလ်လက်ခံမယ်နှစ်မသက်တဲ့ပုဂ္ဂိုလ်လက်မခံဘူးဒါပဲအဲ့တော့တချို့ဘုရားမကြိုက်တဲ့ပုဂ္ဂိုလ်ကပြန်တိုက်ခိုက်ချင်တာရှိရင်ရှိမယ်ဒီပုံမှာလည်းဦးဇင်းတို့ပြန်ဘာမှပြန်လန်းဆဲဆိုနေစရာတိုက်ခိုက်နေစရာရံဖြစ်နေစရာမလိုဘူးတိခံပါခွင့်လွတ်ပါကိုဓမ္မကိုဝိနည်းကိုပြန်ပွားအောင်ဆက်လုပ်ပါဒါဗုဒ္ဓလမ်းစဉ်ပဲဦးဇင်းတို့မှာသာသနာပြုသွားတဲ့အခါမှာကိုယ် idea နဲ့ကိုရှောက်တွေးပြီးသွားတာမျိုးမဟုတ်ဘူးဘုရားဘာလုပ်ခဲ့တယ်လဲဆရာတော်ကြီးတွေဘာလုပ်ခဲ့တယ်လဲဆိုတာကြည့်တယ်မာဂနိုင်းဆရာတော်ကြီးဘာလုပ်ခဲ့လဲရွှေရှင်ဆရာတော်ကြီးတို့ဘာလုပ်လဲဝိသနဆရာတော်ကြီးတို့ဘာလုပ်လဲသာသနာဆောင်ဆရာတော်ကြီးတို့ဘာလုပ်လဲဆရာတော်ကြီးတွေလုပ်ခဲ့တဲ့လမ်းအတိုင်းပဲဦးဇင်းတို့ကသွားကြတာလေနော်ဆရာတော်ကြီးတွေဝီနည်းတွေရေးခဲ့တယ်ဟောခဲ့တယ်ဦးဇင်းတို့ဝီနည်းတွေရေးတယ်ဟောတယ်အဲ့တော့မကြိုက်တဲ့ပုဂ္ဂိုလ်ဆိုတာရှိမှာပဲလေဦးဇင်းစာပေထဲမှာပါလဲဒုတ်တိလတတိလကထာဒုက္ကထာဆိုတာတိလမရှိတဲ့ပုဂ္ဂိုလ်တယောက်ကိုတိလအကြောင်းသွားပြောရင်ဘယ်ကြိုက်မလဲရက်သမားတယောက်ကိုသွားပြီးတော့အရက်ဖြတ်ဖို့အကြောင်းနဲ့သွားပြောရင်ဘယ်ကြိုက်မလဲ तू မကြိုက်ဘူးလေနော်အဲ့လိုမျိုးအဲ့တော့တခိုးတယောက်ကိုသွားပြီးတော့မခိုးပြောရင်မကြိုက်ဘူးနော်အဲ့ဒီပါဏာတိပါဒနဲ့အတမွေးတဲ့တယောက်မတက်ဖို့သွားပြောရင် तू မကြိုက်ဘူး तू စီပွားရေးတော့ပြတ်မှာပေါ့ဟုတ်လားအဲ့တော့အဲ့ဒီတိုင်းပဲလေနော်အဲ့တော့ကိုယ့်ရဲ့ဝါဒနဲ့မကိုက်တဲ့ပုဂ္ဂိုလ်ရှိမယ်နောက်ကိုဟောနေတဲ့လမ်းစဉ်ကိုမုန်းတဲ့ပုဂ္ဂိုလ်တွေရှိမယ်မကြိုက်တဲ့ပုဂ္ဂိုလ်ရှိမယ်သူတို့ကတော့တိုက်ခိုက်မှာပဲလေအဲ့ဒီပုံမှာသွားပြီးတော့ရံဖြစ်နေလို့ရှိရင်ရှေ့မဆက်နိုင်တော့ဘူးဥစ္စာမြန်မာနိုင်ငံမတိုးတက်အချင်းအကြောင်းသာသနာရှေ့မဆက်နိုင်တဲ့အကြောင်းအဲ့ဒါပဲအချင်းချင်းတိုက်ခိုက်နေကြတာလေငါမှန်တယ်သူမှန်တယ်ဆွဲချဟိုသူဆွဲချဒီသူဆွဲချနေနော်အဲ့လိုဖြစ်နေတာလေအဲ့တော့ပံ့ပိုးဖို့မရှိဘူးကုညီဖို့မရှိဘူးအားပေးဖို့မရှိဘူးအဲ့တော့သူတက်ရင်ငါဆွဲချမယ်ငါတက်ရင်သူဆွဲချမယ်နဲ့အဲ့လိုလိုဆွဲချရင်များပြီးတော့မြန်မာနိုင်ငံသာသနာရောအောက်ကိုရောက်လာတယ်ဖြည်းဖြည်းရောက်လာတာပဲဒီတော့ဦးဇင်းတို့ကဘသူကိုမှပုတ်ခတ်စရာမလိုကိုနာမည်ကြီးဖို့အတွက်ကိုဟိုဖြစ်ဖို့အတွက်ကိုဘသူကမှတိုက်ခိုက်စရာမလိုဘူးလေနော်ကိုအောင်မြင်ဖို့အတွက်ကဘသူကမှနင်းသွားစရာမလိုဘူးဘုရားမြတ်စွာဘုရားဟောတဲ့ဓမ္မတွေကိုချပြဖို့ပဲလိုတယ်ဝိနည်းတွေကိုချပြဖို့လိုတယ်အဲ့တော့လဲဟာဓာကြီးကိုအတင်းမလိုက်နိုင်ရခေါင်းလားဆိုပြီးတော့လဲဘသူကမှမုန်းစရာစိတ်ဆိုးစရာလည်းမလိုဘူးပါရမီရှိတဲ့ပုဂ္ဂိုလ်သူတော်ကောင်းစိတ်ရှိတဲ့ပုဂ္ဂိုလ်တွေလက်ခံကြလိမ့်မယ်ကျင့်ကြလိမ့်မယ်ဟုတ်တယ်မလားအဲ့တော့သူကသူအကြောင်းမျိုးကြောင့်မကျင့်နိုင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိမှာပဲအဲ့ဒီပုံမှာဦးဇင်းတို့ဘာမှခံစားကြမလို့ပေါ့နော်အဲ့တော့ကြောင့်ဦးဇင်းတို့လမ်းစဉ်ကရှင်းတယ်ဓမ္မဝိနည်းပြန်ပွားရေးအတွက်ဓမ္မဝိနည်းအတိုင်းကိုချပြမယ်အဲ့တော့တိုက်ခိုက်တဲ့ပုဂ္ဂိုလ်တွေရှိလဲတီးခံမယ်ခွင့်လွှတ်မယ်ကိုလန့်ကိုဆက်ချောင်းမယ်ပေါ့နော်ဒါပါပဲဘာမှဘသူကမှပုဂ္ဂိုလ်ကြီးစော်ကားစရာတိုက်ခိုက်စရာမရှိပါဘူးနော်သူပြတိုက်ခိုက်လာတာကိုလည်းပြန်ပြီးတော့တုံ့ပြန်စရာလည်းမလိုပါဘူးနော်